Yo မင်္ဂလာပါဒီနေ့မှာတော့လောလောလက်ကမှထွက်ရှိထားပြီး streamer နဲ့ gamer တွေကြားမှာတော်တော်လေးရေပန်းစားနေရပွဲဝဲမိဆိုတဲ့ game ကြောင်းကိုပြပြပေးမှာဆိုတော့ဒီ game ကဘာလို့လူပြောများပြီးတခြား game တွေနဲ့ပွဲပြနေလဲဆိုတော့ Oh good I was so worried oh I'm so glad တော့ခင်တော်ကိုဒီ game ကကောင်းလို့လားဆိုတော့ထုံးစံတိုင်းဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ကတည်းကအခုပဲလုပ်ထားပြီးကြပါဘာလို့ဆိုကျွန်တော် channel ကပိုးဝေစီအောက်ကိုရောက်နေအစားတော့ကျွန်တော်ဒီ game နဲ့ပတ်သက်ပြီးတော့ဘာမှပြောဖို့အစီအစဉ်မရှိဘူးရဲ့ဒါပေမဲ့ဒီ game ထွက်ပြီးတည်းကကျွန်တော်ပတ်ဝန်းကျင်တစ်ခုလုံးဘယ်လမ်းကိုသွားကွာဟိုဘက်လမ်းမှာလည်းတရုတ်တင်တန်းကြောင်းရှိတယ်မပြောကားလားအဲ့လိုနဲ့ငါဒီ game ကြောင်းပြောမှရတော့မယ်စောဆုံးနေတယ်ဒီ game ထုတ်တာရဲ့ developer တွေကသူတို့ game အတွက်ဆိုပြီးတော့ရှေးအောင်နာမည်ကြီးတမိုင်းပညာရှင်တွေနဲ့သူပူးပေါင်းပြီးတော့ game ကိုအမှုပညာတစ်ခုလိုဖန်တီးထားတေချာလေးကိုအဲ့လိုအမှုပညာဆန်လုံးဝကြီးလို့တချို့စိတ်နေဆိုရင် Ghost of Tsushimaရဲ့ story တန်းတာလေတရုတ်နိုင်ငံမှာရှိတဲ့ထန်းမင်းဆက်ကနေစောင်းမင်းဆက်အတန်ထွက်မှတော့ရင်တောင်းမှမင်းဆက်ကိုကူးပြောင်းနေတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့909နဲ့989ခုနှစ်မှာဖြစ်ခဲ့တဲ့ဆယ်ပီတောင်ခေတ်ကိုအခြေပြုထားခဲ့တာအဲ့ဒီကယူဟာအလှပရင်းနဲ့အစင်တန်းတွေကိုဂိမ်းထဲမှာတော်ဝါကြီးမြင်အောင်မှာနောက်ပြီးအဲ့ဒီအချိန်ကာလကလည်းစစ်ပွဲတွေများစွာနဲ့လုံးဝပါနေတဲ့အချိန်ခွန်းလို့ခုလိုရှုပ်ထွေးနေတဲ့စစ်ပွဲတွေကြားမှာကိုယ့်ရဲ့ကာရီတာကိုကိုယ်တိုင်ဆုံးဖြတ်ချက်တွေနဲ့တူဘယ်အမှားဘယ်အမှန်ဘယ်လမ်းကိုဘယ်လိုရှောင်းအောင်လဲအစတေချာလေးကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်အဲ့လိုကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ဆောင်းအောင်မှာဖြစ်တဲ့အတွက် story ရလည်းအမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်ဂိမ်းက open world game ဖြစ်တာကြောင့်ကိုယ်တိုင်ရေရှူးမိုးပြန်တာရှေ့လော်တာမြင်းစီးတာအစအကုန်လုံးကိုဒီ game ထဲမှာထည့်ပေးထားပါကိုယ်တိုင်ကများသောတိုင်းကျန်းတွေကိုလိုက်ရှာပြီးတော့ကိုရှာထားတဲ့တိုင်းတွေအကုန်လုံးကိုပေါင်းဆက်ပြီးတော့ကိုယ်ပိုင်တိုင်းကျန်းတစ်ခုကိုလည်းဖန်တီးလို့ရပါတယ်အဲ့ဒီကတချို့တိုင်းတွေဆိုလို့ရှိရင်ကိုရင်းနှီးပြီးသားတိုင်းတွေအပြင်နောက်တခြားသောတိုင်းအသစ်တွေလည်းပါသေးတာကြောင့်ကိုရှာရင်ရှာသလောက်ကိုအကောင်ကျန်းနေမှာပါနောက်စိတ်ဝင်စားဆုံးအချက်ကဒီ game ရဲ့ NPC တွေပါဒါပေါ့နမကြီးကိန်းတော်တော်များများဒီချက်ကိုအလေးပေးပြီးတော့တေချာရေးလုပ်လို့ရှိရတာမန် open world game တွေကြတော့အဲမှာပါတဲ့ NPC ကိုအခုလိုမျိုးတိတ်ပြီးတော့အလေးပေးလို့မရှိဘူးဘာလို့ဆိုသူတို့ကဇလန်းတွေလည်းတိတ်ပြီးအရေးမပါတာကြောင့်ရယ်နောက်ထဲမှာရှိတဲ့ NPC တွေကိုဘာ emotion မှမပါဘဲနဲ့ဒီတိုင်းပဲလက်ဖြတ်လျှောက်ခံကြတာအဲ့လိုလုပ်ရှင်းရပဲသူတို့ရဲ့ game ကိုလူတွေရဲ့အာရုံစိုက်မှုကနေတဖြည်းဖြည်းနဲ့ရော့သွားစေခဲ့တယ်သူတို့အနေနဲ့ game ကိုဘလောက်ပဲ marketing နဲ့ဆင်းblue story ဘိုင်းအနေနဲ့ကောင်းအောင်ပဲလှုပ်ထားအဆုံးမှာသူတို့အောင်မြင်သေးတော့မအောင်မြင်ကြတော့ပုံမှာ cyber punk လို့ပေါ့သူ့ကို open world လို့တော့ပြောလို့ရပါမလားဟာပါဒီ game ကြောင့်မပြောတော့ဒီ Huawei Mate ဆိုတဲ့ game ထဲမှာဆိုလို့ရှိရင်လူ NPC တွေအပြင်တရိစံများဆိုတေချာလေးလုပ်ပြီးထားဖြစ်လို့ကိုယ်အနေနဲ့အငြင်းမီနေပဲသောစာမိနေဆိုလို့ရှိရင်ဘယ်လိုက်စိတ်တာနဲ့ကိုယ်ကောင်ရှော့သွားနိုင်ပါခုလိုတရိစံတွေရှိရနေလဲတိုင်းနေပြန်ပြီးတော့တင်လို့ရပါသေးတယ်ကိုယ်အနေနဲ့အပြင်းပြည့်တဲ့လူတွေကိုတတ်မိနေတခြားတဲ့ယောက်ကစတင်းပေးတိုင်ပြီးတော့အဖမ်းခံရမှာပါနောက်ပိုင်းအခုလိုတိုးတက်လာတဲ့ open world game တွေကြောင့် simulation theory ရောမှခေါင်းထဲကိုရောက်လာတယ် simulation theory ဆိုတာကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးက online multiplayer မူလဲပါတော့ကြောင့်ကိုယ်တကယ်ရင်းနေနေရောတခြားလူတွေနဲ့ပါအတူပေါက်ခရတွေလုံးလို့ရမယ်အပြင်1.1လည်းချလို့ရပါသေးတယ်ခေရနောက်ပြီးတခြားသောလှုပ်ရှားတွေလည်းအများကြီးပါသေးရကြောင်းကိုယ်အနေနဲ့ဒီ game ဆော့ရင်24နာရီကိုမှနောက်ထပ်ပလက်ခံအောင်ပါကျွန်တော်အခုလိုပြောနေလို့ဒီ game ကအရန်ပြည့်စုံနေလားဆိုတော့ nope ဒါပေမဲ့ဒါ free to play ကိုမှဘယ် platform မှာဖြစ်ဖြစ်ဆော့လို့ရအောင်လုပ်ပေးတာဖြစ်လို့လက်ခံပြီးတော့ရပါတယ်နောက်ပြီး mobile မှာလည်း global version ကထွက်တာမကြသေးတဲ့အတွက်ကိုယ်အနေနဲ့အခုလိုမျိုးဘူရှာတရုတ် game တွေ open world action RPG game တွေတိုက်တယ်ဆိုရင်ဆော့ကြည့်ဖို့အတွက်အကြံပေးပါတယ်ဆိုတော့ကျွန်တော်ဒီနေ့တော့ဒီလောက်ပါတော့ကျွန်တော် Red Dead ရဲ့ mobile version ကိုလည်းတခြားရေး software နဲ့ video report လုပ်ပေးဖို့ရှိပါတယ်အခုလို video မျိုးတွေကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ကြတယ်ဆိုရင်လောက်ထားပြီးကြပါဆိုတော့နောက် video ကြမှာပြန်တွေ့ကြအောင် bye guys